ညီလေးကသူ့အကိုကြီးကိုမိန်းကလေးတယောက်ကမရင်းကျင်နေတော့မတော်တဆတက်ပစ်လိုက်တာကိုတွေ့ပြီးအံ့အားသင့်သွားတယ်ဒါပေမဲ့သူကရဲကိုမအကြောင်းကြားဘူးအဲ့ဒီအစားမိန်းကလေးရဲ့တကားဝမှာသတိပေးစာတစ်စောင်ထားခဲ့ပြီးသူ့ကိုချစ်သူအဖြစ်လက်ခံဖို့ချင်းချောက်စာတစ်စောင်ရေးထားတယ်မထင်မှတ်ပဲသူထွက်သွားပြီးချိန်မှာပဲမိန်းကလေးရဲ့ရီးစားကဒီစာကိုတွေ့သွားတယ်ဒီလူဆိုးကိုသင်ခန်းစာပေးဖို့လမ်းသွားတယောက်ကသူ့နောက်ကိုတိတ်တဆိတ်လိုက်သွားတယ်နောက်ကရှူရှိုက်တန်တွေကြတော့ငါတောင်းက CXU ချစ်သူစီကလာတာလို့ထင်လိုက်တယ်သူကတိုးတိုးလေးပြောတယ်မင်းဆိုတာငါသိတယ်မပုံးနဲ့ဆက်ရဆိုမပုံးနဲ့ထွက်လာခဲ့မင်းငါကိုထက်ရရင်ငါရဲကိုသွားတိုင်မယ်မင်းမက်ကီကိုတက်တာငါသိတယ်လမ်းသွားကချက်ချင်းတုံလို့သွားတယ်ပျောက်သွားတဲ့ကင်မရာကိုလိုက်တုံးကောက်ယူသွားမယ်လို့သူမထင်ထားခဲ့ဘူးလက်တုံးကမာနာကြီးစွာပြောတယ်မင်းငါကိုတိတ်ဆိတ်ကြီးအဖြစ်နှိမ့်ရသူညရွံမပေးရင်ငါဒီဗီဒီယိုဖိုင်ကိုမာဒရောင်စီချက်ချင်းပေးလိုက်မယ်မာဒရောင်ဆိုတာဘသူလဲသူကဒီမျိုးမှာဩဇာအာဏာကြီးမားတဲ့ထိတ်တန်းတထေးကြီးတယောက်ဖြစ်ပြီးတက်ခံရတဲ့မခဲကသူ့တူလေးတော်သားဖြစ်တဲ့ဒီကိစ္စတည်ရင်တေဖို့တောင်ခက်ခဲလိမ့်မယ်ဒါပေမဲ့စင်းရဲတဲ့ចောင်းသားလူမင်းက200ရွမ်တောင်မတက်နိုင်တာ200သူညရွမ်ဆိုတာပိုပြီးမဖြစ်နိုင်ဘူးပတ်စံရှာဖို့ဥပဒေဘာသာရဲ့ចောင်းသားလူမင်းကတရားရုံးအပြင်မှာဥပဒေစာတမ်းတွေရေးပေးရတယ်ဒါပေမဲ့ပြန်ဆိုင်သူတွေအများကြီးရှိတော့မနေ့တစ်ချမ်းလုံးဘသူမှလာမတိုင်ပင်ဘူးလက်လျှော့တော့မဲ့အချိန်မှာအလုပ်သမားတယောက်ပြင်းပြင်းစွာလာပြီးသူ့ဝမ်းခွဲကစောက်လို့ရေးကွင်းမှာရေးတစေအလုပ်လုပ်တယ်လို့ပြောတယ်လွန်ခဲ့တဲ့ရက်အနေငယ်ကအုံမြစ်တွင်းနဲ့ဖောက်ဆက်အပိုင်းအစငါဖမ်းဖို့ဆင်းသွားတော့ကြီးကျက်သူကပြန်တက်လာရင်တစ်စက်သူညရွမ်မတက်ရင်တက်သူညရွမ်ပေးမယ်လို့ဂရီပေးထားတယ်နောက်ဆုံးသူ့ဝမ်းခွဲကအဲ့ဒီမှာတည်သွားတယ်အခုတော့ကြီးကျက်သူကငွေပေးဖို့ညှင်းဆန်နေတယ်ဘလောက်လဲတတန်းရွာပြန်တက်လာရင်တစ်ဆက်သူညရွမ်ယူမယ်ဒီလိုအလုပ်ဘယ်သူမှမလုပ်နိုင်ဘူးရေကူးတက်ပြီးတေဖို့မကြောက်တဲ့သူတွေပဲစဉ်းစားပြီးတဲ့အခါလူမင်းကရေတစေအလုံးလုံးမှာပဲငွေအမြန်ရှာနိုင်မယ်လို့သဘောပေါက်တယ်ရက်အနေငယ်ဆောင်ပြီးတဲ့အခါနောက်ဆုံးဆောက်လို့ရေကွင်းတစ်ခုမှာအလုပ်တစ်ခုပေါ်လာတယ်လူမင်းကလွဲရင်ဘယ်သူမှသူတို့အသက်ကိုစွန့်စားဖို့ဆန္ဒမရှိဘူးအိုဖျားသူကပြုတ်ထားတဲ့ကြက်နဲ့တူတယ်ဒါမျိုးအရင်လုပ်ဘူးလားဟုတ်တယ်လူမင်းကတတိရှိရှိနဲ့အလုပ်ကိုလက်ခံခဲ့တယ်ဒါပေမဲ့ကြီးကျက်သူကမ်းလှမ်းတဲ့ဈေးနှုန်းကိုသူရမ်းမကျေနပ်ဘူးပြန်တက်ရင်6သူညရွမ်ပဲရမယ်မတက်ရင်800သူညရွမ်ရမယ်ငါပြန်တက်ရင်20သူညရွမ်ယူမယ်မင်းယူနေလားဒါကိုလှုပ်ချင်တဲ့သူတယောက်ရှိလားမင်း3ယောက်အတွက်200သူညရွမ်3ယောက်ငါမတက်ရင်200သူညရွမ်ပဲယူမယ်ကြီးကျက်သူက20စက္ကန့်လောက်စဉ်းစားပြီးသဘောတူလိုက်တယ်နောက်ဆုံးတော့ဒီလိုမိုက်တဲ့သူမျိုးနောက်တစ်ယောက်ရှာမတွေ့နိုင်ဘူးလေပစ္စည်းတွေဝစ်စင်ပြီးတဲ့အခါလူမင်းကရေကန်ငယ်ရှိမှရက်ပြီးစင်းဖို့အချီတုံချတော့ဖြစ်နေတယ်တငယ်ရတာကိုမြင်တော့ကြီးကျက်သူကနောက်ဆုတ်ဖို့ခွင့်ရေးပေးတယ်ဒါပေမဲ့သူ့မှာနောက်ပြန်လမ်းမရှိတော့ဘူး200သူညရွမ်ရှာနိုင်မှပဲခရခလီနဲ့လန်ဟဝါကိုကာကွယ်နိုင်မယ်ဒါကိုစဉ်းစားပြီးတာနဲ့သူစက်တွန်းဆုပ်မနေတော့ပဲရွှွန်ထဲကိုခုန်ဆင်းသွားတယ်အတွေ့အကြုံမရှိတော့ကျိုးနေတဲ့ဖောက်ဆက်အပိုင်းဆောက်ကိုရှာဖို့အချိန်တော်ကြတယ်ဒါပေမဲ့အဲ့ဒါကကြောက်ကြားမှာခိုင်မြဲစွာကပ်နေတဲ့လမင်းဘလောက်ပဲအားဆိုင်ဆွဲမထုတ်နိုင်ဘူးအချိန်ကုန်လာတာနဲ့အမျှအကာအကွယ်ဝစ်စုံတွေကအောက်ဆီဂျင်ကကုန်လာတယ်တဖြည်းဖြည်းနဲ့အောက်ဆီဂျင်ပြတ်လာတဲ့လမင်းကသတိလစ်လာတယ်ကြီးကျက်သူကသူ့ကိုဆွဲတင်ခြင်းပေမဲ့သူ့လက်ကဖောက်ဆက်ကိုစုပ်ကင်ထားပြီးလွှတ်မပေးဘူးဝေဝါးနေတော့လူမင်းကဆိုတဲ့ဘဝရဲ့မျက်စိရှိမှဖြတ်တန်းသွားတာကိုစတင်ခံစားရပြီးဆီယက်စီနဲ့ချုံမြင်တဲ့အချိန်တွေကသူ့စိတ်ထဲမှာပေါ်လာတဲ့ဆီယက်စီရဲ့လမင်းလို့အော်တန်ကသူ့ကိုချက်ချင်းသတိပြန်ဝင်စေပြီးဖောက်ဆက်ကိုအံ့ဖွယ်နည်းနဲ့ဆွဲထုတ်နိုင်ခဲ့တယ်။မင်းတကယ်ကန်ကောင်းတယ်မင်းဒီလောက်ကြာလှုပ်ရှားမှုမရှိလို့တည်သွားပြီလို့ငါထင်ခဲ့တာ။ငါမတည်နိုင်ဘူးကြီးကျက်သူကသူ့ကိုနှစ်ဆက်သူညရွမ်ချက်ချင်းပေးလိုက်တယ်လူမင်းကတစ်ဆက်သူညရွမ်ထုတ်ပြီးလိုက်တုံးကိုပေးလိုက်တယ်200သူညရွမ်ကိုအရေးကြဆက်ချင်တယ်ဒါပေမဲ့လေတုံးကသူ့ကိုညှိနှိုင်းခွင့်မပေးဘူးကြံငွေကို9ရက်အတွင်းမရရင်သူမဲဒရောင်းစီတိုက်ရိုက်သွားမယ်စိတ်ပြအားငယ်စွာနဲ့လူမင်းကအကျွေးတထေးစီကရာ80သူညရွမ်ချေးယူခဲ့ရတယ်ကံကောင်းထောက်မှတ်စွာလိုက်တုံးကသူ့စကားအတိုင်းဗီဒီယိုဖိုင်ကိုသူ့ကိုပြန်ပေးလိုက်တယ်အဲ့ဒါကိုမီးရှို့ပစ်ပြီးတဲ့အခါလူမင်းက CXC ကိုချက်ချင်းလက်ထပ်ခွင့်တောင်းတယ်သူတို့မှစိုးရိမ်စရာတွေမရှိတော့ဘဲပျော်ရွှင်စွာအတူနေထိုင်နိုင်ပြီပေါ့ဒါပေမဲ့နှစ်ပတ်အကြာမှာရေစရာကောင်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်ခဲ့တယ်။ CXC ကကိုဝင်ရှိနေတာကိုတွေ့ရှိခဲ့ပြီးကလေးရဲ့အဖေကလူမင်းမဟုတ်ပဲအစကတည်းကသူ့ကိုမရင်းချင်းခဲ့တဲ့ချမ်းသာတဲ့မျိုးဆက်သစ်မကဖြစ်တယ်